Dinosaur Park ကိုရောက်ခဲ့ပါတယ်။ Dinosaur Park မှာဘာရှိမလဲဆိုတာကိုနိုင်နဲ့တူတူလိုက်ကြည့်ကြရအောင် Please follow me. Dinosaur Park ဆိုတဲ့အတိုင်းပဲတွေ့ခဲ့တဲ့ dinosaur တွေကအများကြီးပဲမျိုးစုံပဲ။ကြည့်ကြည့်ရှေးဆိုတဲ့ dinosaur တွေလည်းရှိပါသေးတယ်။ဒီအရာကြီးတော့ရှေးကြီးပဲ။ dinosaur တစ်ကောင်ချင်းစီရဲ့အောက်မှာနာမည်လေးတွေလည်းရေးထားသေးတယ်။နန်ဒီတို့အရန်ပြောခဲ့တယ်။တွိုင်းတဲ့နောင်မှာပြန်ရောက်ချင်လာပြီ။ဒီပုံလေးအများကြီးရိုက်ခဲ့ပါတယ်။ပြင်းဦးလေးရဲ့အေးဆေးဆေးရာသီအိုတိုလေးရဲ့ရှူခင်းလေးတွေကိုအရန်သဘောကျပါတယ်။ Dinosaur Park မှာအရန်ချစ်စရာကောင်းတဲ့တွန်ကီလေးကိုပါတွေ့ခဲ့သေးတယ်။ဦးကကြိုက်တယ်လို့စားလို့ကြိုက်တော့မကြိုက်ခဲ့ဘူး။တကယ်တော့မကြိုက်တော့ပါဘူး။သမီးကကြောက်တယ်ထင်းနေတာတီတီပါကြောက်တယ်။ဘောကောင်းမဲ့ပုံလေးပါခုမှပြန်တော့ကြိုင်ကျင်းလာပြီ။မကြည့်အောင်တီတီလည်းကြောက်နေရ။ My house ဆိုရဲဝင်းမင်းလေးကအရန်လှတယ်။အဲ့ဒီမှာဓာတ်ပုံရိုက်ရင်ပူးတော်လှသေးတယ်။နန်ဒီတို့ကတော့အများရိုက်ခဲ့တယ်။ဓာတ်ပုံရိုက်ဆရာတွေကပေါ်တော့နန်ဒီတို့ဆိုပက်ပြလိုက်ဒီပက်ပြလိုက်တာဖြစ်နေကြတယ်။ဓာတ်ပုံရိုက်တာတွေကလည်းအရန်လှတာပဲ။ရှုကနဲ့ကိုလိုက်ခဲ့တယ်။ရှေကကြီးကလည်းကြီးတောင်းနေရပဲ။ဒီမှာအရန်လာတယ်။အမငါးတွေရှင်ငါးတွေချစ်စရာကောင်းလိုက်တာ။ငါးတောင်မွေးကျဲလာပြီ။ပြန်တော့တရားချင်လာပြီကွာ။ဒါကတော့နန်ဒီတို့ရိုက်ခဲ့တဲ့ပုံလေးပါ။လိုက်ဖို့ပေးတဲ့တီတီဝီဝီကိုကျေးဇူးတင်ပါတယ်။တီတီဆုကိုလည်းကျေးဇူးတင်ပါတယ်။ဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အနေနဲ့ကင်းအောင်ကားမောင်းပေးရဲ့ဘဘမျိုးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။သမီးတို့ခရီးရပြန်လာတဲ့ပုံမျိုးကြည့်ပြီးညီမလေးကတော့ငိုပါလေရော။တမီးမလဲဦးနောက်တာတမီးလိုက်ဖို့နော်။အိုက်တာလေးတီးတင်နေတိုင်းတော်လေးတီးတင်နေဟဲ့ဘာတော်နေရောအမဒီတူအတဲလောက်လေอ่ะသမီးလည်းလောက်တယ်နေတော့ရပါလေးကိုတိုက်တယ်နေအမလိုလည်းတိုင်းတော့ပုံမှာတိုက်တယ်နေဒီနေ့ဝဒီရလည်းပုံမှာလည်းတိုက်တယ်နေဦးတိုင်းတော့တက်တာလေစောင့်ကြည့်ကြည့်ပြရတဲ့ကျေးဇူးတင်ပါတယ် bye bye yay Daddy, Naddy, and Andy.